မင်္ဂလာပါကျွန်တော်ကိုမလေးရှားရဲ့ရော်လေးတွေခေါ်တော့ပေးပါမယ်အဲ့ရော်လေးကတော့အပြင်မှာမဟုတ်ပါဘူးခုံတိုင်းထဲမှာပါဒီမှာပါဒါကတော့မလေးရှားနိုင်ငံရဲ့ဟိုးအရင်ကနေထိုင်ခဲ့တဲ့ရော်လေးရဲ့ပုံစံတွေဖြစ်ပါတယ်ဒီရော်လေးထဲမှာပါတယ်ရှိမလဲပါတယ်ရတယ်ဒါမလေးရှားနိုင်ငံရဲ့ဟိုးအရင်ကခိတ်ကိုတန်ပေါ်သလိုပါပဲအဲ့ဒါကိုခုံတိုင်းထဲမှာသူတို့ကရော်လေးတစ်ခုလုပ်ပြီးတော့ပေါ်ကျူးထားတာဖြစ်ပါတယ်ဒီနေ့ကဒီလေးလပိုင်းဆိုလို့ရှိရင်မလေးရှားနိုင်ငံရော်ယာရောက်ပါပြီရော်ယာရဲ့အကျိုးမှာပဲသူတို့ကပြင်းထားတာဖြစ်ပါတယ်ဒါရော်ယာအပိတိဖြစ်တော့မှာဖြစ်ပါတယ် tax ထဲမှာရှိရပါလာလေလည်းရပါတယ်နော်ဒီလေးရော်ထဲမှာတော့ငှက်မြုံလေးငှက်တွေသူတို့ရဲ့ရော်မှာအရင်ကအဲ့လိုမျိုးနေနေတဲ့ပုံစံမျိုးတွေသူတို့လောက်ထားတာပေါ့နော်မသိရင်သူတို့ရဲ့ဟိုးအရင်ကရော်ရောက်တော့မျိုးပင်းခင်းလေးတွေမှာလေလေးတွေလေပေါ်မှာတရက်တီးလေးတွေမှာအတီးလေးတွေမှာဆိုလို့ရှိရင်ဘုံဖတ်ထုတ်နေတယ်ပေါ့နော်အကုန်နေပြီးတော့ရှိပါတယ်မြန်မာနိုင်ငံရော်နဲ့တူကြတော့မသိဘူးเนาะတေးရှိတာဟာပဲတူတယ်ပေါ့เนาะဒါပေမဲ့မြန်မာနိုင်ငံကမတူတာရှိတယ်ဒီမှာခမောက်တွေဒီမှာစကောတွေဘာလို့ရှင်းတောင်းတွေဘာညာပေါ့เนาะဒါတည်းကမြန်မာနိုင်ငံနဲ့တိတ်ရှင်းတောင်းနဲ့ရှင်းတောင်းပဲဒါပေမဲ့တိတ်မတူဘူးပေါ့เนาะပုံစံတော့မတူဘူးစကောတွေလည်းပါတယ်ရှင်းတောင်းတွေလည်းပါတယ်မတူများတယ်ဆိုလို့ရှိရင်လည်းအလေလာကြတယ်ပေါ့เนาะသူတို့မမပလိုင်းနဲ့တွေ့တာအမှဆိုပလိုင်းတွေလည်းပါတယ်တွေ့လားမြန်မာနိုင်ငံမှာငါးဖမ်းတဲ့ပလိုင်းလေးတွေဘုံတွေလည်းပါတယ်ဘုံတွေငါဘုံတောင်ထားတော့ကဘုံတောင်တတ်မယ်ဆိုပြီးတော့ဟာသားတွေခိုင်းတာပြန်လုပ်ကြတယ်အဲ့လိုမျိုးဘုံတွေဆိုတာအများကြီးတွေ့တာမှလူမျိုးဆိုဗီဒီယိုလာရိုက်ကြတယ်မှာဖန်ခင်းလေးတွေလည်းမျိုးရောထဲမှာဆိုပြောမှဆိုရင်သူကပန်းပင်နဲ့စိုက်ခဲ့တဲ့ပုံစံမျိုးလေးတွေအဲ့ဒါတွေပေါ်ထူတော့တာပေါ့နော်အကုန်လက်ကြည့်ကြပါအောင်ကျွန်တော်ဆက်ရိုက်ပြပါမယ်ဒီမှာရှေ့ကတော့နေပါတယ်မှာလေလာကြတဲ့လူတွေပေါ့နော်ဒီမှာဘေးထဲမှာကြည့်ချိတ်ထားတာကြည့်အဲ့ဒါတွေကနေပြီးဖက်နဲ့တွေကြည့်ဟိုးအရင်ကဖက်နဲ့တွေသူကအဲ့ဒါမျိုးစီးခဲ့တာပေါ့နော်တစ်တာဖက်နဲ့တွေကိုပြောမှဆိုလို့ရှိရင်ပုံမှန်ချင်းအုပ်တွေကထမင်းပုံအုပ်တဲ့ဟာလားမသိဘူးနော်မြန်မာနိုင်ငံနဲ့တော့မတူဘူးပုံစံတော့နည်းနည်းလေးလောက်ထားတာတော့တူတယ်ပုံစံမတူဘူးပေါ့နော်ဒီလောက်တာမြန်မာနိုင်ငံနဲ့ချင်းရတယ်အဲ့လိုဝါနဲ့ရက်တာလည်းရှိတယ်လေအမှန်သူကလောက်ထားတဲ့ပုံစံမတူဘူးကိုယ်နဲ့ရှင်းတဲ့တူရဲ့ဝါတော့တူတယ်ပုံစံကမတူဘူးသူကဝိုင်းဝိုင်းရောင်းရောင်းအဲ့လိုမျိုးကိုရီးယားကြတာအဲ့လိုမျိုးမဟုတ်ဘူးအဲ့ဒါတွေကြတယ်အဲ့လိုမျိုးသိလောက်တာလည်းမရှိဘူးကိုယ်ဘက်မှာကြတော့ပလိုင်းဆိုပလိုင်းတွေလောက်တယ်ဒီဘုံဆိုဘုံတွေလောက်တာပေါ့နော်သူတို့မှကြတော့ခမောက်လိုဘာလိုနဲ့အဲ့လိုမျိုးပေါ့သူတို့ရဲ့ရွာတွေမှာကြလို့ရှိရင်အတီးအနှံစိုက်တာဖြစ်ပါပေါ့နော်နဂမောက်တီးတို့ဒူးရင်တီးတို့တရက်တီးတို့ပရဲတီးတို့အဲ့လိုမျိုးစိုက်ခဲ့တဲ့ဟာတွေဖြစ်နေအဲ့ဒါတွေကသူတို့ပေါ်ကြည့်သွားတာအဲ့ဒီဆိုတန်ငါလုံးနဲ့လောက်စားတယ်ဆိုလေတွေပါပေါ်ကြည့်သွားတယ်အဲ့ဒါကြောင့်လေတွေကသူကပေါ်ကျူးရလေပေါ်မှာပါတယ်တင်နေရတင်ထားတယ်အဲ့လိုမျိုးဒါကြတော့ဂျော်မရှိတဲ့ဟာမဟုတ်ဘူးဘာမှမဆိုင်ဘူးဒါကြတော့ဒီဈေးပြရမှာနေပြီးတော့ဈေးရုံခင်းရတဲ့ဒီဈေးလာရောင်းကြတာပေါ့နော်ဒီမှာအဲဒီယောနာမှာဈေးလာရောင်းဒီယောနာအိမ်လေးပြင်လောက်တာမှာဈေးလာရောင်းရတယ်ဒီပေါ့နော်အမှဈေးလာရောင်းကြတာဒါတော့ဒီမလေးရောမရှိတဲ့ပုံစံတော့မဟုတ်ပါဘူးနော်အဲဒီဒီလာတဲ့လူရောင်းဖို့လည်းဈေးလောက်တာပါမတိအောင်မှငါးထောင်ရတဲ့ဘုံတွေပြောမှုဆိုလို့ရှိရင်တော့လှေလေးနဲ့ငါးတော့ထောင်နဲ့ငါးဖမ်းမယ်အဲ့တော့ဘုံဆောင်တတ်တယ်ဆိုတော့ဘုံမျိုးပေါ်အဲ့ဒါတွေပေါ့နော်အဲ့ဒါတွေလောက်ထားတာဒီလားပြောလို့မြန်မာနိုင်ငံကတော်တော်ဆင်နေကြလေတွေရောဘုံတွေရောခဏဖမ်းတဲ့ဟာတွေရောအမှအစရင်ဘုံဆောင်ပတ်တဲ့ဟာတွေရောအကောင်လုံးကြည့်တယ်ပြောမှသိလားအဲ့တော့အရင်ကဆိုလို့ရှိရင်သူတို့ကစပီးတွေဒါရတဲ့မြန်မာနိုင်ငံနဲ့တူပါတယ်ဒါလှေတွေနဲ့လှုပ်ရှားခဲ့တာအစမြန်မာနိုင်ငံနဲ့တူတယ်ပေါ့နော်ကိုရီမြန်မာနိုင်ငံမှာလည်းရောတွေမှာအခုတရှိပါလေကိုရီနိုင်ငံမှာဒီလိုနေရာမှာတိတ်မရှိတော့ဂီတာမျိုးတွေကခိတ်ကတိုးတက်သွားပြီဆိုတော့ဘယ်မျိုးဝါနဲ့လောက်တဲ့ဟာတော့မရှိတော့ဘူးအုံးကြီးတွေမှာဒီမှာအုံးပုံတွေဘိုင်ဘိုင်